အားလုံးပဲမင်္ဂလာပါ488 channel ကနေပြောညီတို့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့က TikTok မှာကျွန်တော်တင်ပေးခဲ့တဲ့ဗီဒီယိုကိုကြည့်လိုက်ရတဲ့ brother တွေအားလုံးပဲ Chelsea body အောင်ခဲ့လို့ Itigo ဂိုးပေါ်ခဲ့တဲ့အတွက်လမ်းလိုက်မယ်လို့ထင်တယ်ပျော်ရွှင်မှုရလိုက်မယ်လို့လည်းထင်ပါတယ်ဗျတပွဲကောင်းလေးတွေမောင်တဲလေးတွေလည်းတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ Telegram channel ကိုမ join ရသေးတဲ့ညီကိုတွေရှိရင်လည်းလာ join ပေးဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျ Okay ဒီနေ့ည Super Sunday Premier League ပွဲစဉ်တွေက 100% အနိုင်ရစေမဲ့ပွဲကောင်းတွေကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကနေပြီးတော့ရွေးချက်ပေးလိုက်ပါတယ်ဗျအဲပွဲကတော့ West Ham United နဲ့ Aston Villa ရဲ့ပွဲပဲဖြစ်ပါတယ်ဗျပေါက်ချေးလေးကတော့ Villa ကနေပြီးတော့တရေကို80ရှုံးချေးပေးထားတယ်ဂိုးပေါင်းလေးကတော့3လုံးကို90ပေးထားတာကိုကျွန်တော်တွေ့ရတယ်ဗျ Head to head ရာ West Ham တို့က Aston Villa အသင်းကို6ပွဲနိုင်10ပွဲသေးနဲ့9ပွဲရှုံးနေထားတယ်ဗျ West Ham တို့အနေနဲ့နောက်ဆုံး5ပွဲမှာ3ပွဲသေးကြာထားသလိုတပွဲနိုင်တပွဲရှုံးရလက်ထွက်ထားတယ် Aston Villa တို့ကတော့နောက်ဆုံး5ပွဲမှာ5ပွဲစက်တိုင်အနိုင်ရရှိထားပြီးတော့တင်းဖောင်ရမ်းကောင်းနေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဗျဒီဟာဒီ Unai Emery ရဲ့ Aston Villa အသင်းဟာတပွဲရောရမှတ်30နဲ့အတူ Premier League ရဲ့အဆင့်3နေရာမှာရပ်တည်လျက်ရှိနေတယ်တခုရှိတာက West Ham အိမ်ဝင်းမှာဖြစ်တဲ့အပြင်တန်းစင်းဆောင်ရုံးအားဖြစ်တဲ့ပွဲကိုလည်းကျွန်တော်တို့အားလုံးမြင်တွေ့ရနိုင်တယ်ကျွန်တော်ကတော့ Villa တို့အနေနဲ့ရေကုန်ရေခမ်းကစားပြီးတော့အနိုင်3မှတ်ရယူနိုင်မယ်လို့ထင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ brother တွေကို Villa body ပေးခြင်းနဲ့ဂိုးပေါင်းလေးရဆိုရင်တော့ဂိုးအောက်လေးကိုရွေးချက်ပေးခြင်းပါတယ်ဗျဆုံးနေချီသွားပေးတဲ့အတွက်ညီကိုတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒွဲကောင်းလေးတွေမောင်တဲလေးတွေလည်းတင်ဆက်ပေးသွားမှာမဟုတ်လို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ပေးကြပါအောင်ဗျ